လာပါဒီရှယ်ဝေးပါဒီနေ့ကတော့ခငယ်လေးရဲ့အကြောင်းကိုပြောပြပြီးတော့မှရေးပြမှာဖြစ်ပါရဲ့ရှင်ဒီမြန်မာအခရာလေးရဲ့နာမည်ကခငယ်ပါအတန်လေးကဂပါโอเคနာမည်နဲ့အတန်လေးလေးတည်ပြီးဆိုရင်တော့ခငယ်နဲ့စားတဲ့မြန်မာစကားလုံးလေးတွေကိုနည်းနည်းတွေ့ကြည့်ရအောင်ကနန်းကောက်ရိုက်ကိုးတိုင်ခွာခေါ်ပြโอเคနာမည်လည်းတည်ပြီးအတန်တွေလည်းတည်ပြီးခငယ်နဲ့စားတဲ့မြန်မာစကားလုံးလေးလည်းတည်ပြီးဆိုရင်တော့ဒီရှယ်ရေးပြထားတဲ့ခငယ်ရေးပုံရေးနည်းလေးကိုကြည့်ကြည့်ရအောင်ခငယ်ရေးတဲ့အခါအောက်မြင်အပြာရောင်ကနေပြီးတော့မှ white တက်ပြီးတော့မှရေးချရပါမယ်အောက်မြင်အပြာလေးကနေအပေါ်ဘက်ကို white တက်ပြီးတော့မှရေးချရမှာနော်လက်ရေးလာဖို့ဆိုရင်တော့ထခါရေးကြည့်ဖို့လိုတယ်နော်โอเคကိုနိုင်ကိုကလေးကိုကြံတင်ပေးခြင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်အခုမှဆရာမ professional life ကိုစတင်နေလို့လေ့လာခြင်းနေတဲ့သူပဲဖြစ်ဖြစ်အဲ့လိုလူတွေအတွက်ပို့ပြီးတော့မှအဆင်ပြေအောင်ညှောက်ဝေပေးနေတာဖြစ်ပါရဲ့ရှင်ဆက်ပြီးညှောက်ဝေပေးရလေးကိုလေ့လာခြင်းနေဆိုရင်တော့အကောင့်လေးကို follow ပေးထားနော်